အိမ်ထောင်စုပေါင်းများစွာရဲ့အိမ်မက်ဆိုးဖြစ်တဲ့တထေးသားလေးဆိုတာတလအတွင်းမှာတင်ကျူရှင်ဆရာ9ယောက်ကိုဖြုတ်ထုတ်ပစ်ခဲ့တဲ့အထိနမိတ်ကြီးရတယ်ဒါပေမဲ့10ယောက်မြောက်အဖြစ်ရောက်လာတဲ့ဆရာမကတော့အရင်လူတွေနဲ့လုံးဝမတူပါဘူးပထမဆုံးနေ့မှာတင်ဆရာမလေးအိမ်ထဲဝင်လာတာနဲ့သူထေးသားလေးကလက်နက်တွေနဲ့ပစ်ပေါက်ပြီးကြိုးဆိုပါတယ်ဒါပေမဲ့ဆရာမလေးကတာမန်မင်းကလေးမဟုတ်ပဲထိတ်တန်းအေးချစ်မလေးတစ်ယောက်ဖြစ်နေတော့သူပြစ်သမျှအရာဝတ္ထုတွေကိုလေထဲမှာတင်ပြင်းပြစွာဖမ်းပြလိုက်ပါတယ်ပစက်နဲ့တောင်လှမ်းဖမ်းပြလိုက်တာကြောင့်တထေးသားလေးလန့်သွားရပါတယ်သူထေးသားလေးကလည်းအလျှော့မပေးပါဘူးအရင်ဆရာတွေလိုပဲတကားပေါ်မှာရေပုံးတင်ထားပြီးရေပုံးနဲ့ပတ်တာထောင်ချောက်စင်တာတွေလုပ်ပေမဲ့ဆရာမလေးကထီတလက်နဲ့အေးအေးဆေးဆေးကာကွယ်ုံတင်မကပဲတထေးသားလေးကိုပါပြန်လဲပညာပေးလိုက်ပါသေးတယ်သူမကဒီတိုင်းဆရာမလုပ်နေတာတင်မဟုတ်ပဲတထေးသားလေးပါလို့ဒီလောက်စိုးနေရတယ်လဲဆိုတာကိုလည်းစုံစမ်းခဲ့ပါတယ်သူ့ကိုအရင်လိုဆရာမတယောက်လိုမဟုတ်ပဲအမင်းတယောက်လိုစောင့်ရှောက်ပေးခဲ့ပါတယ်တကယ်တော့ဆရာမလေးကအိမ်ထဲကလူယုံမကင်းတဲ့အစီခံတွေနဲ့တထေးသားလေးကိုလမ်းမရောက်အောင်ဆွဲခေါ်နေတဲ့သူငယ်ချင်းတူတွေကိုပါတခါတည်းရှင်းထုတ်ပစ်လိုက်တာပါအပြင်ပန်းမှာစိုးရလို့ထင်ရပေမဲ့ဆရာမလေးကတော့တထေးသားလေးရဲ့စိတ်တန်ရာကိုမြင်အောင်ကြည့်နိုင်ခဲ့ပါတယ်သူဟာအသက်13နှစ်မှာအမေဆုံးရှုံးခဲ့ရပြီးဖခင်ဖြစ်သူရဲ့ဂရုစိုက်မှုကိုမရယုံတင်မကရိုက်နှက်တာကိုပါခံခဲ့ရတဲ့ကလေးတစ်ယောက်ပါဒီလိုနဲ့သူတို့နှစ်ယောက်ကြားမှာမောင်းနှမလို့တန်ရောစင်တွေစတင်ဖြစ်ပေါ်လာပါတယ်ဆရာမလေးကသူ့ကိုတကယ်စေတနာထားမှန်းသိလာတဲ့ခါမှာတော့တထေးသားလေးဟာစတင်ပြောင်းလဲလာပါတယ်တထေးကတော့ကဆရာမလေးကိုရန်လုပ်တဲ့ခါမှာလဲသူကရှေ့ကနေကာကွယ်ပေးခဲ့ပါတယ်အထွတ်ထိပ်ကတော့တထေးသားလေးရဲ့မွေးနေ့ပွဲပါမိသားစုဝင်တွေကသူ့မေရဲ့တပ်ပုံကိုဖျက်ဆီးပြီးလူပုံလယ်မှာအဆက်ခွဲဖို့စူးစမ်းတဲ့ခါမှာတော့ဆရာမလေးကမထင်မှတ်ထားတဲ့ပုံစံနဲ့ပွဲတဲ့ကိုရောက်လာပြီးသူ့တပည့်လေးကိုကာကွယ်ဖို့လက်တုံ့ပြန်ပါတော့တယ်အေးအေးဆေးဆေးနဲ့ဆွဲဆောင်မှုရှိတဲ့ဒီဇလန်လေးထဲမှာအေဂျင့်တယောက်ရဲ့ကျွမ်းကျင်မှုတွေအပြင်လူသားဆန်တဲ့တန်ရောစင်တွေကိုပါမြင်တွေ့ရမှာပဲဖြစ်ပါတယ်